အခုပထမဆုံးတင်ဆက်ပေးမှာကတော့အသက်63နှစ်အရွယ်ဩစတြေးလျလူမျိုးအမျိုးသားတဦးဟာဘဝနှောင်းပိုင်းမှာကလေးတဦးကိုရယူလိုက်ပြီးနောက်ကဘာပေါ်မှာအသက်အကြီးဆုံးဖခင်ဖြစ်လာတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီဇက်လန်ဟာအွန်လိုင်းပေါ်မှာပြင်းထန်တဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။တချို့လူတွေကတော့ဒါဟာမယုံနိုင်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုလို့ချီးကျူးကြသလိုတချို့ကမှအဲ့ဒီအရွယ်အခါမှာကလေးတယောက်ကိုပြုစုပြောထောင်ဖို့ဆိုတာလက်တွေ့ကြပါမလားဆိုတဲ့မေးခွန်းတွေနဲ့အငင်းခုန်တွေပြုလုပ်ကြပါတယ်။ဆက်လက်ပြီးတော့အသက်89နှစ်အရွယ်အဖွားမာရီယာဟာသူမရဲ့မွေးနေ့ကိုအယိုးရှင်းဆုံးနဲ့အနူးညံ့ဆုံးနီးလန့်နဲ့ကျင်းပခဲ့ပါတယ်။သူမချစ်တဲ့ခွေးကောင်ကြီး10ကောင်ဝိုင်းရံနေတဲ့ကြားမှာပါ။သမီးဖြစ်သူနဲ့မိသားစုဝင်တွေအတူနေထိုင်တဲ့သူမရဲ့အိမ်ဟာတရိတ်ဆန်နေနဲ့အမြဲပြည့်နေတတ်ပြီးအဲ့ဒါကတရိတ်ဆန်နေအပေါ်တသက်လုံးထားရှိတဲ့သူမရဲ့မြစ်တာကိုဖော်ညွှန်းနေပါတယ်။ပါတီကြီးကျင်းပမဲ့အစားတီးငယ်တဲ့ပုံစံနဲ့လုပ်ခဲ့ပါတယ်။တိတ်ဆိတ်ငြိမ်သက်တဲ့ညစာစပွဲမွေးနေ့ကိတ်မုတ်တစ်ခုနောက်ပြီးအဲ့ဒီနေ့ရဲ့တကယ့်အဓိကဇက်ဆောင်ကြီးဖြစ်တဲ့သူမရဲ့ခွေးတို့သူမပြီးမှအတူရှိနေကြတာပါတခါတရံမှာအကောင်းဆုံးအခမ်းအနားတွေဟာစူညံတန်အကြီးဆုံးဖြစ်တာမဟုတ်ပါဘူးအဲ့ဒါတွေဟာကိုအချစ်ဆုံးသူတွေနဲ့အတူမျှဝေခံစားရတဲ့အခမ်းအနားတွေပါဆက်လက်ပြောပြမှာကတော့ဖလော်ရီဒါပြည်နယ်ကမိခင်တဦးဟာသူ့သားလေးရဲ့မွေးနေ့အတွက်ကားကောင်းကောင်းတစ်စီးနဲ့မောင်းလာပေးနိုင်မလားလို့ Facebook မှာရိုးရိုးလေးရေးသားခဲ့ပါတယ်။သူမဟာကားတစ်စီး2စီးလောက်ပဲလာမယ်လို့ထင်ခဲ့ပေမဲ့နောက်ဆက်တွဲဖြစ်ပျက်သွားတာကလက်တွေ့မကျနိုင်အောင်ကိုအံ့ဩစရာကြီးပါပဲ။စူပါကားအစီး10စီးလောက်ရောက်လာပြီးတချို့ကိုရဲတပ်ဖွဲ့ကပါလိုက်လံကူညီပေးခဲ့ပါတယ်။သေးငယ်တဲ့စန္ဒာတစ်ခုဟာဇိမ်ခံကားတန်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တာပါ။ Porsche, Audi R8, Mercedes AMG BMW နဲ့ Lamborghini တောင်ပါတဲ့ကားတွေဝင်လာပြီးသူတို့အိမ်ရှိမှာတန်းစီနေခဲ့ကြတယ်။ကောင်လေးလေးကတော့လုံးဝအံ့အားသင့်သွားခဲ့ရတယ်။သူအိမ်မက်မက်ခဲ့တဲ့ကားတွေကိုမြင်ရတယ်။ထိတွေ့ခွင့်ရတယ်။ကားထဲမှာတောင်ထိုင်ခွင့်ရခဲ့ရတယ်။အဲ့ဒီအခိုက်အတန့်ဟာအွန်လိုင်းမှာကြည့်ရှုမှုတန်းချီရရှိကစင်ကြယ်လှပတဲ့ပျော်ရွှင်မှုအစစ်ကိုပြသလိုက်နိုင်ခဲ့တယ်။ရိုးရှင်းတဲ့တောင်းဆိုချက်တစ်ခုအဖြစ်စတင်ခဲ့တာဟာရဲရွာအတိုင်းဝိုင်းရဲ့ကရုဏာတရားအတွက်အားကောင်းတဲ့တာတကားတစ်ခုဖြစ်လာခဲ့တယ်။သူစိမ့်တွေစုစည်းလာခဲ့ကြတာကကလေးတစ်ယောက်ကိုပြုံးပြဖို့အတွက်ပါ။နောက်ဆုံးမှာတော့တသက်တာမှတ်မိနေမယ့်အမှတ်တရတစ်ခုကိုဖန်တီးပေးနိုင်ခဲ့ကြတယ်။ဒီတစ်ခါတော့တရုတ်နိုင်ငံကြီးလက်ဒေသကလေသမားတို့ဟာသူ့ရဲ့ချက်တွေကိုမီးပြန်အင်ဂျီအသေးသေးလေးတွေဝတ်ပေးပြီးနောက်အင်တာနက်ပေါ်မှာရေစရာအတွက်တသက်မဟုတ်ပါဘူး။သူတတိထားမိတာကချက်တွေဟာညဖက်ကြရင်ရွာအနှံပြလှဲ့လေသွားလာတတ်ကြတာကြောင့်သူတို့ကိုမြင်ရခက်ပြီးဖြတ်သွားဖြတ်လာရင်တွေရဲ့ဘေးဒုက္ခဒါမှမဟုတ်ညအချိန်မှာပျောက်ဆုံးသွားနိုင်ချေပိုများပါတယ်။ဒါနဲ့ပဲသူဟာရိုးရှင်းတဲ့ဖြည့်ရှင်းနည်းတစ်ခုကိုစဉ်းစားမိသွားတယ်။စပိတ်စီးသူတွေဒါမှမဟုတ်လမ်းလုတ်သားတွေဝတ်ဆင်တဲ့အလာမအလာရှိတဲ့မီးပြန်ကရိယာတွေပါ။အလင်းရောင်ကြက်ပေါ်ကျရောက်သွားတဲ့အခါချက်တွေကိုအလွယ်တကူမြင်နိုင်ပြီးဘီးကင်းစွာအတူပြန်စုနိုင်သွားပါတယ်။အင်တာနက်အတိုင်းဝိုင်းကဒီစိတ်ကူးကိုကြိုက်နှစ်သက်သွားကရေစရာကောင်းတယ်၊ညံကောင်းတယ်မထင်မှတ်ထားအောင်စေတနာပါတယ်လို့ချီးကျူးပြောဆိုကြပါတယ်။ဘာလို့လဲဆိုတော့တခါတရံမှာအထက်မြတ်ဆုံးဖြည့်ရှင်းနည်းတွေဟာရေစရာကောင်းနေတတ်ပါတယ်။အဲ့ဒါတွေအကောင်အထည်ပေါ်သွားတဲ့အထီးပါပဲ။ဆက်လက်ပြောပြမှာကတော့ဒယ်လီမြို့မှာအသက်82နှစ်အရွယ်အဖိုးအိုဂန်ဂါရန်ဟာသူ့ရဲ့သားဖြစ်သူလမ်းမတော်စားမှုတစ်ခုမှာဆုံးရှုံးသွားရပြီးနောက်ပိုင်းကိုယ်တွေ့ခံစားခဲ့ရတဲ့ဝေဒနာကိုတခြားသူတွေမခံစားရအောင်ကာကွယ်ဖို့အတွက်တသက်တာဝန်အဖြစ်ခံယူလိုက်ပါတော့တယ်။အင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဇလန်းတစ်ပုဒ်အရာဆိုရရင်အခုအသက်82နှစ်အရွယ်အဲ့ဒီအဖိုးအိုဟာစီလန်ပူလန်းဆောင်မှာလာစာတပြားမှမယူပဲနှစ်32နှစ်ကြာမြရင်ကြောထိမ့်သိမ်းရေးလုပ်ငန်းကိုလုပ်ကင်ခဲ့ပါတယ်။ပူပြင်းတဲ့အပူတန်းတဲထန်တဲ့မိုးတန်းတော့ခတ်ပိတ်ဆိုတဲ့ကာလတွေမှာတောင်သူဟာနီးစင်နီးတိုင်းတာဝန်ကြည်ပွန်စွာလုပ်ကင်ခဲ့ပြီးအလေးအနေနဲ့ဘာအကျိုးအမြတ်မှမတောင်းယူခဲ့ပါဘူး။သူလှုပ်ဆောင်ခဲ့တာကတနာစရာကောင်းတဲ့လုပ်ရမဟုတ်ပဲ။တားဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့မြစ်တာကြီးမားတဲ့ဖခင်တယောက်ရဲ့အခြားသူတွေအပေါ်ဂရုဏာသက်ရောက်မှုပါ။အခုတခါမှာတော့မက်သီယိုလီယန်ဒရိုဖရန်ကိုနဲ့မော်ရီရှိုတို့ဟာဘွဲနိုအိုင်ယက်စ်မှာကြီးပြင်းလာခဲ့ကြရပြီးဒေါင်းဆင်ဒရုံရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အလုပ်တွေကနေညှင်းပယ်ခံရတဲ့အဖြစ်တူကိုရင်ဆိုင်ခဲ့ကြရတယ်
2016ခုနှစ်မှာသူတို့ဟာအခွင့်အရေးကိုစောင့်မနေတော့ပဲကိုယ်တိုင်ဖန်တီးဖို့ဆုံးဖြတ်လိုက်တယ်။မိဖို့ချောင်အသေးလေးတစ်ခုမှစတင်ပြီး Los Parahiles လို့ခေါ်တဲ့ပီဇာစီးပွားရေးလုပ်ငန်းကိုစတင်ခဲ့တယ်။တေယူကအဆင်ပြေတဲ့မိဖို့ကိုပွဲတွေစီယူသွားပြီးအတူတူလက်တွဲလုပ်ကင်ခဲ့ကြတယ်။ယူရှင်းတဲ့ idea တစ်ခုအဖြစ်စတင်ခဲ့တာဟာတိတ်မကြခင်မှာပဲအောင်မြင်မှုရခဲ့တယ်။လအနည်းငယ်အတွင်းမှာပဲပွဲဒါဇင်ပေါင်းများစွာကိုလုံနိုင်ခဲ့ပြီးယနေ့မှာတော့တစ်နှစ်ကိုပွဲပေါင်း200ကျော်ကိုဝန်ဆောင်မှုပြီးကသူတို့ရဲ့အတိုင်းဝိုင်းမှာလူသိများလာပါတယ်။ဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုကအဲ့ဒီမှာရပ်မသွားဘူး။ကိုယ်တိုင်ရုန်းကန်ခဲ့ရတာကိုတတိယကသူတို့ဟာအခြား Down syndrome ရှိသူတွေကိုအလောက်ခံဖို့ရွေးချယ်ခဲ့တယ်။မကြာခဏလစ်လျူရှုခံရတဲ့သူတွေအတွက်အခွင့်အလမ်းတွေပြီးခဲ့တယ်။အခုအခါအဲ့ဒီစီးပွားရေးလုပ်ငန်းမှာလူပေါင်း20ကျော်အလုပ်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ညင်းပိတ်ချင်းကနေစတင်ခဲ့ရတာဟာပူကြီးမားတဲ့အရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တယ်။လူတိုင်းပါဝင်နိုင်မှုရည်ရွယ်ချက်နဲ့လူတွေကိုမှားချောင်းတက်တည်ပြနိုင်တဲ့ရှင်သန်ကြီးထွားနေတဲ့ကုမ္ပဏီတစ်ခုပါနောက်ဆုံးအနေနဲ့ဂျပန်နိုင်ငံမိုင်ဇူးရူမြို့မှာနေထိုင်တဲ့ချစ်စရာကောင်းတဲ့ကြောင်လေးပန်ချိုဟာသူ့ရဲ့ချစ်စရာမျက်နှာသွမ်းနဲ့တဘာဝကျတဲ့ဝမ်းနီးဝယ်အမှုအရာကြောင့်ပရိသတ်တွေရဲ့နှလုံးသားကိုသိမ့်ပိုက်လိုက်နိုင်ခဲ့ပါတယ်။အင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ပုံတွေအရဆိုရင်လူအများကသူ့ကိုအွန်လိုင်းပေါ်မှာအဝမ်းနည်းဆုံးပုံပေါက်တဲ့ကြောင်လို့တင်စားခေါ်ဝေါ်နေကြပါတယ်။ပန်ချိုရဲ့ထူးခြားတဲ့အသွင်အပြင်နဲ့တည်ငြိမ်အေးဆေးတဲ့ဆွဲဆောင်မှုတို့ကသူ့ကိုနာမည်ကြီးအိမ်မွေးတရိတ်ဆန်တစ်ကောင်အဖြစ်ရောက်ရှိလာစေခဲ့ပါတယ်။တခါတရံမှာချိုမြိန်အံ့ဩဖွယ်အကောင်းဆုံးနာမည်ကျော်တွေဟာစိတ်ခံစားမှုအရှိဆုံးမျက်နှာလေးတွေကိုပိုင်ဆိုင်ထားသူတွေဆိုတဲ့အချက်ကိုဒီကြောင်လေးကသက်သေပြလိုက်ပါပြီ။